ကိုနီးယားမန်လေးမှာဟော့ပေါ့သွားစားပြပါအောင်ဆိုလို့ဒီနေ့မှာရွှေဟော့ပေါ့သွားစားမှာဖြစ်ပါတယ်ရှင်အခုလိုမျိုးဝတ်သားတော့အကိတ်ကြီးကိုကိုရိုင်းကင်ပြီးတော့ရွှေဘယ်နှတုံးလောက်ထိစားနိုင်လဲဆိုတော့အားလုံးပဲလိုက်ကြည့်ပြလိုက်ကြပါဦးနော် ရွှေခုမနက်စာရောနေ့လေစာရောနှစ်လုံးမစားရသေးတော့ မနေ့စားလို့စား ကြတဲ့ကတီးရော ဒီဆိုင်လေးကတော့တော်တော်မှနာမည်ကြီးနေတဲ့ကင်ဟော့ပေါ့ဆိုင်ပဲဖြစ်ပါတယ်ရှင်အခုဒီမှာရွှေဝတ်သားတော့အကိတ်ကြီးတွေနဲ့ကျက်စင်တွေကိုရွေးနေအောင်ပေါ့နော်အမှဒုံးပြီးတုံးနဲ့ထည့်ပြီးတော့ရွှေကြောက်လက်စားမှာဖြစ်ပါတယ်နောက်ပြီးတော့ရွှေရမ်းကြိုက်တဲ့မှုလေးတွေလည်းထည့်ကြွချသားနှက်ပြီးသားတွေလည်းရှိရဲအဲ့ဒါတွေပါထည့်လာခဲ့ပါတယ်ရှင်ဒါကတော့ရွှေစားမဲ့ဟာလေးရွေးပြီးသွားတဲ့တကားလားပေါ့နော်ဒဲအိုးကိုစီလေးထည့်ပြီးတော့စားပြုတ်ပါပြီရှင်ဝတ်သားတော့အကြီးတွေကိုအမှဒဲအိုးပေါ်တင်ပြီးတော့တဖြည်းဖြည်းချင်းဒီပြုတ်ပါမယ်အနံ့လည်းမှုရင်းရပဲကြည့်အငွေ့ထောင်းနဲ့ကွာအရန်စားချင်တယ်ပြီလားအမှပြုတ်တာကိုစောင့်ရင်းနဲ့ရေခဲမုတ်လေးထိုင်စားပါတယ်ရေခဲမုတ်ကလည်း9မျိုးလောက်ရှိပါတယ်ရှင်အဲ့ဒါလေးကိုထိုင်စားပါမယ်ဒါကတော့အသားရဲ့အကုန်လုံးပြတ်သွားတဲ့အနေထားပေါ့နော်အမှပကံနဲ့ထည့်ပြီးတော့ရွှေတဝကြိတ်ပါတော့မယ်အစပိုင်းကတော့ဆလက်ရွက်လေးနဲ့မုတ်ဖက်လေးနဲ့အလှလှလေးစားမယ်ပေါ့နော်နောက်ပိုင်းနေကြရင်တော့တကယ်ရှယ်တီးပါမှာဖြစ်ပါတယ်ရှင်အခုလိုမျိုးအချင်းရည်ကိုလောင်းထည့်ပြီးတော့လေးလိုတကိုင်ချင်းစီလို့မအဝကြိုက်စားပါတော့မယ်ရှင်တကယ်စားကောင်းတာဒီလားရွှေခုလိုဗီဒီယိုအတစ်လုံးနေနေတော့မှတကယ်တရေကြနေပြီဒီလားအသားကလေလုံးဝမညှိပဲနဲ့လေလုံးဝနူးဣနေရပဲရှက်လက်ကားကြီးနဲ့တကယ်နှက်ပြီးတော့ကွာစားရတဲ့အရာတာမတော်စားလို့ကောင်းပါရဲ့အဲ့လိုပကံတပကလုံးကိုအောင်စားခဲ့ပေါ့နော်နောက်ပြီးတော့ရုံးမနေတီးအရန်ကြိုက်လို့စားခဲ့ပါရဲ့ရှင်နောက်ပြီးတော့အကင်နေလဲရှိတော့အကင်နေလဲစားခဲ့ပေါ့နော်ဒါကတော့ရွှေကကြီးနဲ့မညက်ပဲနဲ့ဒီတိုင်းတုံးလိုက်ကြိုက်စားမယ်ဆိုပြီးတော့အမှအတုံးလိုက်ကြီးပေါ့နော်အတုံးလိုက်ကြီးကိုကြိုက်စားနေရဖြစ်ပါရဲ့ရှင်လုံးဝကွာကြည့်နေနေတကယ်ကိုစားချင်တယ်ဒီလားရှယ်တကရှယ်နောက်ပြီးတော့လေသူ့အချင်းရတော်တော်ကောင်းတယ်လုံးဝပြင်းနှစ်ပြီးအရသာတော်တော်ရှိရသည်လားဒါတော့ရွှေရမှာပါဒီတပန်းကုံကနောက်ထပ်မဝသေးဘူးဆိုပြီးတော့သူနောက်တပန်းတကန်ထက်ယူပါရဲ့ယူပြီးတော့ထက်ကြိတ်ပါရဲ့ရှင်ရွှေရောရေခဲမုတ်လေးနဲ့အဆုံးတက်လိုက်ပါတယ်ဘိုက်လေးတော့တင်းနေပြီဆိုတော့ပြန်လာပါတော့ဘိုင်ဘိုင်